အားလုံးမင်္ဂလာပါဒီနေ့တင်ဆက်မဲ့ကပီးရပုံပြင်လေးကတော့မော်လဲနဲ့နင်းစီဖြူဘဲဖြစ်ပါတယ်ကျွန်တော် channel လေးကို like and subscribe လေးလုပ်ပေးပါအောင်ညတွေရှိပြီးလေတွေအေးမြသည့်စောင်းရာသည့်တစ်ခုမှာမြို့နာကတောကျေးရွာလေးတွင်သူငယ်ချင်း၃ဦးနေထိုင်ကြသည်အောင်မြင့်ရဲရင်တော်လေသမားမေသူစာပျော့ပြောင်းသောအိမ်တွင်းမှုဆိုမှဇော်ဝင်းထွန်းစွန့်စားလိုသောစေးကြောင်သားတညတွင်သူတို့သည်ကျေးရွာနောက်ဘက်ကမောင်မိုက်နှက်နေသည့်တရဲတောင်တိုးရှိုးဝက်ခီးထွက်ရန်ဆုံးဖြတ်လိုက်ကြသည်တောင်ထိပ်ရှိပျက်စီးနေသောဘုံကြီးကျောင်းဟောင်းတွင်သူတို့တွေ့ရသည်မှာဂျင်းနီခေတ်ကခြံရိပ်ခဲ့သောမော်လဲတစီလဲဘေးတွင်နင်းစီဖြူတပွင့်ကိုစိုက်ထားသည့်အိုးကလေးတစ်လုံးရှိပြီးပန်းသည်ရာသီမရွေးညချိန်တွင်လင်းနေတတ်သည်ဒန်နာရီအရဤပန်းကိုနှစ်သမီးတစ်ပါး၏အသက်အိုးဟုဆိုကြသည်ဇော်ဝင်းထုတ်ကပန်းကိုခူးလိုက်သည်နှင့်လဲမစူညံသောအတန်များထွက်လာကအုပ်စုလိုက်ကြေကွဲဖွယ်အမှားများဖြစ်ပွားခဲ့သည်အောင်မြင့်သည်လေကွင်းမိလောင်မှုတွင်တေဆုံးသွားပြီးမေသူစာမှာအိမ်ပြန်ရာလမ်းတွင်ခြေကျော်ကြကဥနောက်တန်ရာဖြင့်တတိမေသွားသည်ဇော်ဝင်းထုတ်သာအသက်ရှင်ကျန်ခဲ့တော်လဲသူ့မျက်စီထဲတွင်အဖြူရောင်နှင်းစီပန်း၏အရေးကိုအမြဲတမ်းမြင်နေရသည်တနှစ်အကြာဇော်ဝင်းထုတ်သည်တောင်ထိပ်သို့ပြန်တက်ကပန်းအိုးကိုငကိုနေရာတွင်ပြန်ထားလိုက်သည်ထိုးညက်မှာပင်သူသည်မေသူစာ၏အတန်ကိုအိမ်မက်ထဲတွင်ကြားလိုက်ရသည်ကျေးဇူးပြု၍ငါတို့ကိုလွတ်ပေးပါနန်းနက်မိုးလင်းသောအခါလှဲနှင့်ပန်းသည်ပျောက်ကွယ်သွားပြီးဇော်ဝင်းထုတ်၏မျက်လုံးထဲကအရိပ်လည်းပျောက်ကွယ်သွားသည်သို့သောကျေးရွာရှိလူများကသူ့ကိုကြည့်ပြီးလက်ညှိုးထိုးကြသည်သူ့နောက်ကနင်းစီဖြူရိပ်နှင့်မိန်းမငယ်တစ်ယောက်လိုက်နေတယ်ဟုရွာသူကြီးများကပြောဆိုကြလေသည်ကြည့်ရှုသူတစ်ယောက်ချင်းစီတိုင်ကိုကျေးဇူးအထူးတင်ပါတယ်